လုံးမဲ့မင်္ဂလာပါဒီဗီဒီယိုလေးကတော့ခင်ချ GAE 200i driver တွင်းလေးပဲဖြစ်ပါတယ်ဒီလို driver တွင်းကိုဒီအချက်၃ချက်ကိုကျွန်တော်ပြောတဲ့အချက်၃ချက်ကိုအရင်ဆုံးလိုက်လုပ်ဖို့လိုအပ်ပါတယ်ပထမချက်အနေနဲ့ပင်နာကိုစက္ကူလေးအရင်ဆုံးထည့်မယ်ထည့်ပြီးွားရနဲ့ပါဝါကြိုးထိုးမယ်ပါဝါကြိုးထိုးပြီးွားရနဲ့ကျွန်တော်တို့ပါဝါလေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးွားရင်ကျွန်တော်တို့ကွန်ပျူတာနဲ့ပင်နာနဲ့ကို USB ကြိုးချိတ်ဆက်ရမှာဖြစ်ပါတယ် driver တွင်းဖို့အတွက်ဒီလိုချိတ်ဆက်ပြီးပြီဆိုတာနဲ့ကွန်ပျူတာတွေက Google Chrome နဲ့ဝင်ပြီးွားနဲ့ဆက်ပါမှာကျွန်တော်တို့ခင်ချ GAE 200i driver ဆိုတာလေးကိုရိုက်ချလိုက်မယ်ရိုက်ချလိုက်တာနဲ့ပေါ်ဆုံးမှာ support နဲ့ download ဆိုတာလေးပေါ်လာပါလိမ့်မယ် download ဆိုတာလေးကိုနှစ်ချက်ထပ်နေမယ်နှိပ်လိုက်တာနဲ့မှာ download center ဆိုတာလေးကြာလာပါလိမ့်မယ်အဲ့မှာကျွန်တော်တို့ driver ဆိုတာလေးရှိတယ်ဒီ driver လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးွားနဲ့ပေါ်ဆုံးမှာ Windows driver ဆိုတဲ့နေရာမှာ WZ Printer driver ဆိုတာလေးပေါ်လာပါလိမ့်မယ်ပေါ်လာရင်ဒီကောင်လေးကိုကျွန်တော်တို့ down လိုက်မယ်ပေါ့နော်ဒါကျွန်တော်တို့လက်ရှိ down ပြီးွားဖြစ်တဲ့အတွက်မ down တော့ပါဘူး down ပြီးွားရနဲ့ဒီ file လေးဒီအပေါ်ဆုံးမှာ down လာတဲ့ file လေးကြာလာပါလိမ့်မယ်ကြာလာရင်ဒီ file လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီလိုမျိုးအပေါ်ဆုံးမှာခုနက down လာတဲ့ကောင်လေးကြာလာပါလိမ့်မယ်ကြာလာရင်နှစ်ချက်ထပ်နှိပ်မယ်ဒီကောင်လေးကျွန်တော်တို့အမှားပေးမယ်ပေးပြီးွားရနဲ့ Printer driver ရဲ့အောက်က driver install ဆိုတာလေးရှိတယ်ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်ထပ်နှိပ်မယ်နှိပ်ပြီးွားနဲ့ driver တွင်းမှာဖြစ်တဲ့အတွက်ကြောင့် yes ဆိုတာလေးကိုထပ်နှိပ်မယ်နှိပ်ပြီးွားကျွန်တော် language တရုတ်ဖြစ်နေကျွန်တော်တို့ဒီမှာအင်္ဂလိပ်ပြောင်းလိုက်ပါဒီမှာတရုတ်ဖြစ်နေကျွန်တော်တို့ကောင်လေးကိုအင်္ဂလိပ်ပြောင်းပြီးွားနဲ့ next ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးွားနဲ့ဒီကောင်လေးကကျွန်တော်ပေါ်မှာ USB ထားပေးရမှာဖြစ်ပါတယ် USB ထားပြီးွားနဲ့ဒီကောင်လေးကိုကျွန်တော်တို့ install တွင်းလိုက်မှာဖြစ်ပါတယ်ဒီကောင်လေးပြည့်သွားပြီဒါတော့ကျွန်တော်တွင်းပြီးွားဖြစ်တဲ့အတွက်ကြောင့်မို့ဒီကောင်လေးပြည့်ပြီးွားနဲ့ driver ဝင်သွားမှာဖြစ်ပါတယ် driver တွင်းလာတာဝင်မဝင်သိချင်ကွန်ပျူတာထဲက setting လေးကိုတွားမယ် setting လေးကိုတွားပြီးွားနဲ့ Bluetooth device ဟောဒါမှမဟုတ် Printer scanner ဆိုတာလေးကိုတွေ့ပါလိမ့်မယ်ကျွန်တော်တို့ Bluetooth device ကအရင်လာတဲ့အတွက် Bluetooth device ဆိုတာလေးတွေဝင်လိုက်မယ်ဝင်ပြီးွားနဲ့ Printer ရဲ့ scanner ဆိုတာလေးကိုတွေ့ပါလိမ့်မယ်ထဲကိုကျွန်တော်တို့တစ်ချက်ထပ်ဝင်လိုက်မယ်ဝင်ပြီးွားနဲ့ကျွန်တော်ခုနကတွင်းလာတယ် POF Printer 203 DVI series ဆိုတာလေးတွေ့လိမ့်မယ်ဒီကောင်လေးကိုတစ်ချက်ထပ်နှိပ်မယ်နှိပ်ပြီးွားနဲ့ printer space ဆိုတာလေးနှိပ်ကြည့်လိုက်ပေါ့ဒါဆိုရင်လည်းကျွန်တော်တို့ driver တွင်းလာလို့ပေါ့မျိုးလေးပေါ်လာပါတယ်driver တွင်းလာတာရောက်ပြီဆိုရင်မိမိတို့ရဲ့တက်ဆိုင်ရာ POS software ကနေချိတ်ဆက်ပြီးတော့ဘောင်ချထုတ်လို့ရမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်